မနေနိုင်ဘူးတော့ဒီမှာကြည့်အောင်ဘာပန်းလေးမသိဘူးလှလိုက်တာအယောင်လေးကိုလည်းကြိုက်တယ်ဖြူရောင်လေးအရင်ဟာပထမအတူထင်းနေတာနောက်အောင်မှာပွန်ဖတ်တွေကျွေနေတော့မှဒါအော်အစ်စ်လားဆိုပြီးတော့တေးရှာလာကြည့်တာတအားလှတာပဲငါကြည့်ဦးတအားလှကြိုက်လိုက်တာတပင်လုံးလှမလှနာမကျရွေးကြည့်လေးတွေနဲ့အဝေးရနေဒီကပန်းတွေကလေများသောအားဖြင့်အနက်မမှုဘူးဒီလားဒီမှာလာရင်နဲ့ပန်းကြံတွေမှာလာရင်နဲ့ဒီမှာကြည့်အောင်ဒီပန်းလေးရလေတအားမွေးတာပဲဒီအောင်ဘာအနက်နဲ့တူလဲဆိုတော့အပင်လေးကိုကပ်ပြီးနမ်းကျင်လည်းမမွေးပြန်ဘူးတော့ဒါမဲ့လေတင်းလေးနဲ့မွေးလေးတော်မွေးတာတို့စီကမြက်လေးပန်းလို့ပါလို့ကိုယ်ကလည်းပန်းကိုရိုက်ချင်နေတော့မိမိဟုတ်မတက်ခွာလို့ပဲခိုင်လိုက်ကလေးပွင့်ဒါလေးလည်းလှတာပဲပန်းချန်လေးရပပူလေးကလေးစေးရုံလို့တော့ကလေးနဲ့မေမေနဲ့ဒါတော့ cherry bean တွေဖူးနေပြီပွင့်တော့မယ်နောက်တလားလောက်ဆိုပွင့်လာနှစ်ပတ်လောက်ဆိုပွင့်လာမသိဘူးပွင့်တော့မယ်အမြဲဘလောက်လာမလဲမသိဘူးဘာရောင်လေးတော့မသိဘူးကြားချင်တာလေနောက်တစ်ခုကဒီမှာဒီပန်းလေးကဖူးလေးတွေလားပွင့်လေးဖူးလေးတွေလားမသိဘူးဟုတ်တယ်ဟိုအပေါ်မှာကြာရင်ပွင့်ပြီးအစိမ့်လေးအဲ့ဒါလေးပေါ်မှာပွင့်နေလှမလှဒါဒီပန်းညံထဲမှာဒီတပင်ရှိတာဘာပင်လဲတော့မသိလိုက်ပါတယ်ဘာပင်လဲမသိဘူးစိုက်ချင်လိုက်တာအနမ်းတော့မရှိဘူးမွေးလည်းမမွေးဘူးဘာပင်လဲမသိတပင်လုံးစုံပေါ်တာ